ကိုလေးတို့တော်ရွာချီတို့ပြန်ယူနေအားမရနိုင်နေလာရဆိုပြီးရခင်ရှိထက်ကဝေးမြေသည်ရေပွေဒုတိလို့ဒီနဘာပြိုးဝင်လေမြေခင်မလေးရာမြေခင်မလေးဘုံရွှေဝါဒီထွက်သည်နများနဲ့ဆိုင်ပြိုးရင်တို့ချင်းပါလို့ဒီအားဆိုင်ခွန်းဆိုင်မသွေလေလုံးဝီတရားစွာနေမူရွာမှာပြူသာချင်းကသူတို့ဘာဝတာဝင်ကိုကြည့်ကိုလေးတို့ရထားနေကြောက်လည်းခဲ့တဲ့ချီနေရမရှိအောင်လျံအောင်ဆက်ဆောင်ရနဲ့ပြောဆုံးမေမညိုတရားပါယူတာနိုင်မီဘိုးရွာမှာညိုတရားပါယူတာနိုင်မီဘိုးရွာမှာညိုတရားပါယူတာနိုင်မီဘိုးရွာမှာကျိုးရှာတဲ့ရှင်တွေ့ကြနာတော့ကိုလီလူပါချီရခွင့်ရှိလို့မဟုတ်တော့ဘူးစာဝင်မှုအတွေ့တွေတို့ရမကြည့်အောင်ပေါ်ပြေဝါနေကိုလီလူပါချီရခင်ရှိလို့မဟုတ်တော့ဘူးစာဝင်မှုတွေတို့ရမကြည့်အောင်ပေါ်ပြေဝါနေပြောစီရန်ဝေးဤတန်သာရတယ်ဒီဘလောက်တိတ်နေကောင်းထားလဲဗျာကောင်းပါတောင်းတယ်မှာဦးကြီးများဟုတ်တယ်နော်နားထောင်တတ်ရင်ဘာဝနာပါတဲ့နားမထောင်တတ်ရင်တော့တဏှာဘက်ကိုပြောင်းသွားတတ်ပါဟုတ်ပါဗျာပြိတ္တများကြီးချက်လို့ဘောကြလို့ရှိရင်ဒီနေရာကဟလာအိမ်ထိတဲပါလို့ရပါဘူးပါလို့ရကျွန်တော်ဆိုတဲ့ချင်းဟုတ်တယ်နော်ဒီချင်းကိုတကယ်လို့မကြိုက်ဘူးမှာတော့နားလည်းဝင်မဟုတ်ပါဆိုတော့ဒီနေရာနဲ့နားတဲ့ထားပါခဲ့ရပါဟုတ်တယ်နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကတော့ကောင်းတာလေးတွေတင်ပြဟုတ်တယ်နော်ဟုတ်ပြီဒီရောအတွက်တိုင်းပြည်အတွက်သူရှိမဲ့လို့ကျွန်တော်တို့လုပ်ပြရအောင်ဟုတ်လားဒီတင်ရသမားကဘုခတ်တိုက်တိတ်အရေးကြီးတယ်ဟုတ်တယ်နော်ဒါကြောင့်ဩခတ်တာကျွန်တော်ဦးကြီးများဒါကတော့ဆိုတော့အန်တုံးလေးဆိုထားတယ်ကိုလေးတို့ရာပြစ်လဲအောင်ပြတော့မှာဟုတ်တယ်နော်ဟုတ်ဒီနေရာလေးမှာအရေးကြီးတယ်ကြာကိုလေးတို့ရွာဆိုတဲ့ချင်းနဲ့ကျွန်တော်တို့အင်္ဂလိပ်ဆိုလို့တော့ဒီဟောဒီရွာလုံးနည်းနည်းလုံးဘိုးရွာမှာတူးတာတော့ဟုတ်တယ်တောင်းတယ်တော့ဦးကြီးများ